Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Jack Channel က Jack ပဲဖြစ်ပါတယ်ခုဆိုတော့ကျွန်တော်နောက်ကပုံလေးကိုနောက်က wallpaper ကျွန်တော် wallpaper ထားရတဲ့ပုံလေးကိုလုပ်ပြမှာဖြစ်ပါတယ်ဒါနဲ့မစခင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော် brother let's go စလိုက်ရမတိ application ကိုထောက်လိုက်ပါနော်ဒီ application လေးကိုထောက်လိုက်ပါနောက်ပြန်နေဒီ application နဲ့ဝင်လိုက်ပါဝင်ပြီးတော့အောက်ကဒီအပေါင်းလေးကိုနှိပ်လိုက်ပါအပေါင်းလေးကိုနှိပ်ပြီးရနဲ့ wait a minute bro တို့ရပြီ bro တို့ခါလေး bro တို့မကြည့် bro တို့ဟာလေနော်ဒီတော့ဝင်လိုက်မယ်ဝင်ပြီးတော့ဒါကျွန်တော်လှုပ်ထားရှောက်လှုပ်ထားပါခင်တိတ်မလှုပ်တော့ဒီ brother မှာဒီblack ပါလည်းမသိဘူးအဲ့ဒါလေးပေါ်လိမ့်မယ်မပေါ်လို့ရှိရင်ဒီအောက်ကဟာလေး blink လေးနှိပ်လိုက်ဗျာနှိပ်ပြီးလို့ရှိရင် brother ကြိုက်တဲ့ photo brother တို့ရိုက်ထားတဲ့ photo ဒီမှာအဲ့မှာထည့်ခြင်းလည်းရတယ်ဗျာမကြည့်အဲ့ဒါမလုပ်ဘဲနဲ့ကျွန်တော်တို့နောက်က wallpaper လုပ်ချင်တယ်ဆိုလို့ရှိရင်မလည်းရတယ်ဒါဆိုလို့ရှိရင်ကိုကြိုက်တဲ့ထည့်လိုက်လို့ရတယ်ခင်ဗျာဆိုလို့ရှိရင်သူစာဟူတာကိုထည့်လိုက်တယ်ဟုတ်နော်ထွန်းစာဟူတာတို့ထည့်တယ်ထည့်ယူရရင်ထည့်ပေါ်လို့ရှိရင်စာရေးချင်လို့ရှိရင်ဒီအောက်က TEXT ကိုနှိပ်လိုက် TXT ဆိုတဲ့ဟာလေးကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်စာရေးချင်တဲ့ဟာရေးလိုက်ဗျာဆိုလို့ရှိရင်ရှောက်ရေးလိုက်တယ်ရှောက်ရေးပြီးရနဲ့မကြည့်သေးလို့ရှိရင်ဒါလေးနှိပ်ပြီးသေးလို့ရှိရင်မကြည့်ကြိုက်တဲ့ဒီမှာဒါဆိုအောက်ကဟာရှိတယ်ဒါမဲ့ PLUS ဆိုတော့ကျွန်တော်ဘာလဲမသိဘူးအားလေးရှိလို့ရှိရင်တော့မရဘူးမှကျွန်တော်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ရတယ်ဟုတ်တယ်နော်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်လည်းရတယ်ဒါလည်းမိုက်တယ်ပြီးရင်ဒါလေးနှိပ်လိုက်မယ်ဟုတ်တယ်အမှန်ကြီးလင်းနှိပ်ပြီးရင်နောက်က FIT fit ဆိုတဲ့ဟာလေးနှိပ်နေပြီး background ကျတဲ့ background ချိန်လို့ရတယ်ဝါလာနီလာပြားလာအကုန်လုံးချိန်လို့ရတယ်နော်ဘရိုမိုက်တဲ့ application မှာလည်း wallpaper လည်းထားလို့ရတယ်ကျွန်တော်ဆိုလို့ wallpaper ထားတာဘရိုတို့ပြမယ်ဆိုလို့ကျွန်တော်မလုပ်ချင်ဘူးဆိုလို့ရှင်ဒါလေးနှိပ်ပြီးထွက်လိုက်မယ်ထွက်ပြီးရင် setting တွန်းဝင်ပြီး home wallpaper နှိပ်မယ်နှိပ်ပြီး wallpaper နှိပ်မယ်နှိပ်ပြီးဒီမှာဒါလေးနှိပ်ပြီးရနဲ့ဒီမှာသမတာကျွန်တော်လုပ်ထားတာပြီးရင်နောက်တစ်ခုကဒါအဲ့လိုပြမရဘူးခါလေးပြမယ်ဒီမှာ gallery ထဲဝင်လိုက်မယ် gallery ထဲဝင်ပြီးရနဲ့ညှို့လှုပ်ထားတာဆိုလို့ရှိရင်ခါလေးဘရိုပြောပါလိမ့်သူကတိတော့ဗျာခုနကဟာလေးပဲကြည့်လိုက်တော့မကြည့်ဆိုလို့ရှိရင်အများကြီးပဲလောက်လာတယ်ဘရိုအဲ့ဒါဝင်ပြီးဘရိုရှောက်ကလီကြီးလို့မရလို့ရှိရင်ကျွန်တော် TikTok channel ကိုလာခဲ့ကြည်လား TikTok channel ကဒီမှာကြည့်နော်ဘရိုတို့ဒါကျွန်တော်ရဲ့ TikTok channel ငါတို့ကိုအောက်ကလေးလေးထက်ချလိုက်အောင်အောက်က
ကျွန်တော်ရဲ့ TikTok channel လေး like subscribe လေးလုပ်ပေးပါနော်မကြီးဘောနော်မကြီးဒါကျွန်တော် channel ဆိုပြီးနောက်ပြီးတော့ channel စီပြီးလာပြောလို့ရရနော်အကုန်လုံးကိုရလုပ်ပေးမယ်နော်ဟုတ်ကဲ့ဘွားလေးလည်းဆိုပါရဲ့လို့အကောက်ချစ်အလိုရတယ်အဲ့ဆိုဘိုင် brother တို့ဒီညတော့ဒီလောက်ပါပဲနောက်ကြပြန်တွေ့မယ်